အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Travel Vlog Episode 3ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ဘယ်သွားမလဲပါလို့မလဲဆိုတော့ကျွန်တော်တို့အားလုံးပဲလိုက်ကြည့်လိုက်အောင်ဆိုတော့ let's go guysကျွန်တော်ပထမဆုံးအနေနဲ့ဟမ်မာကတ်ကိုရင်သွားခဲ့ပေါ့နော်ဟမ်မာကတ်မှာဘာတွေပေါ်လဲဆိုတော့ Vietnamese crop ဖနက်တွေနဲ့အင်ဂျီမူစားတွေပြီး souvenir တွေလည်းပေါ်ပါတယ်ခုလိုမျိုးပေါ့နော် anime figure တွေနဲ့ Vietnamese crop ဖနက်တွေကိုအများကြီးဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ဟမ်မာကတ်ကိုကျွန်တော် recommend ပေးပါတယ်ဒုတိယအနေနဲ့ကတော့ကျွန်တော်တို့ဒါနမ်မျိုးတွေမှာရှိတဲ့ boost store ဆိုတဲ့ thrift ဆိုင်တွေမှာတွားပြီးတော့ thrift ရွေးခဲ့ပါတယ်ဒီဆိုင်လေးမှာပေါ့နော် t-shirt အပြင် jogging jacket နဲ့တခြား accessory တွေပေါ်တာမလို့ကျွန်တော်လိုချင်တာလေးရွေးပြီးတော့ဝယ်ခဲ့လိုက်ပါသေးတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့တွေဘာတစ်ခုခုထိုင်ရှင်နေဆိုပြီးစိတ်ကူးရရတဲ့ကမ်းခြေဘက်ကိုထွက်လာခဲ့ပါတယ်တောက်ပြီးတော့ဘိုက်ဆာလာတဲ့တခုခုစားမယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ BBQ ဆိုတဲ့ Korean chicken ဆိုင်တွေမှာကျွန်တော်ဝင်စားခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့နောက်ဆုံးအနေနဲ့ပေါ့နော်ဒါနဲ့မြို့မှာရှိတဲ့ Dragon Bridge ကိုကျွန်တော်တို့တွားကြည့်ခဲ့ပါတယ်ဒီ Dragon Bridge မှာကတောက်ကြစနေတနင်္ဂနွေရဲ့ည9:00 နာရီတိုင်းမှာ fire show ပြရတယ်ပေါ့နော်ဆိုတော့ဒီနေ့ vlog လေးတော့ဒီလောက်ပါပဲပေါ့နော်နောက် vlog မှာပြန်တွေ့ပါမယ် see you guys